ရခိုင်တပုံအေဒီဗိုလ်တော်စာများဖြင့်မြေထုတ်မြေလံပြီးရိုဟင်ဂျာတို့၏သမိုင်းဝင်အမွေနှိပ်ပိုင်ဆိုင်မှုများကိုဖပြောအောင်ဖျက်ဆီးနေကြောင်းလဲAssalamu alaikum မင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့ Arkan Daily News မြန်မာပိုင်းမှပြန်လည်ကြိုဆိုလိုက်ပါတယ် Arkan ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်းရှိထဲရွာကော Zabor Fara ကိုရခိုင်တပုံ AA ကဇန်နဝါရီလ10ရက်နေ့တွင်ဘူဒိုဇာဖြင့်ဖြူဖြတ်ပြီးမြေလံရှင်းလင်းခဲ့ကြောင်းသတင်းရရှိတပါတယ်2024ခုနှစ်ဘူးသီးတောင်မြို့တင်ထိုက်ပွဲအတွင်း AA နဲ့မြန်မာစစ်တပ်ကြားထိုက်ပွဲများဖြစ်ပေါ်ခဲ့စဉ်ရခိုင်တပုံ AA ကထဲရွာကော Zabor Fara မှဒေသခံရိုဟင်ဂျာများကိုအထင်အာဓမနှင်ထုတ်ခဲ့ကြပါတယ်ထိုရှိမှစ၍ရိုဟင်ဂျာများကိုမိမိတို့နေရဲ့အင်တို့ကျင်သွားခွင့်မပြုခဲ့ကြကြောင်းသိရှိတပါတယ်ယခုအခါ2026ခုနှစ်ဇန်နဝါရီလ10ရက်နေ့တွင်ရခိုင်တပုံ AAD ဗိုလ်တော်စာများဖြင့်မြေထုတ်မြေလံပြီးရိုဟင်ဂျာတို့၏သမိုင်းဝင်အမဲသားများနဲ့အမွေနှိပ်ပိုင်ဆိုင်မှုများကိုဖပြောအောင်ဖျက်ဆီးနေကြောင်းလည်းသိရှိတပါတယ်ရွာတွင်ရှိသမိုင်းဝင်ဥမာပလီကြီးအဂုံဆောင်ကျောင်းအာရဘီကျောင်းရှဲဟောင်းလန်းကြများတစ်ပင်ကြီးများရေတွင်းနဲ့ရေကန်ကြီးများအပါအဝင်အမွေနှိပ်များကိုအကုန်ဖျက်ဆီးခဲ့ကြကြောင်းသတင်းရရှိခဲ့ပါတယ်ဒေသခံတအုပ်ကရိုဟင်ဂျာတို့၏အမဲသားများကိုအကုန်ဖပြောအောင်ဖျက်ဆီးနေကြသည်ဟုပြောကြားခဲ့ပါတယ်ထို့ပြင်ရခိုင်တပုံ AAD အာရကန်မြောက်ပိုင်းဒေသရှိရိုဟင်ဂျာကြီးရွာများမှာဒေသခံရိုဟင်ဂျာတိုင်းရင်းသားများကိုအထင်အာဓမနှင်ထုတ်ခဲ့ပြီးအကြဒေသမှရခိုင်လူမျိုးများကိုခေါ်ယူလာကရခိုင်ရွာတိများတဲဆောက်ဖဲနေကြောင်းသတင်းရရှိတပါတယ်ရိုဟင်ဂျာတို့၏ဘိုးဘွားပိုင်လေယာမဲများကိုမိသားစုလိုက်တိုင်ခခွေးစီခွဲဝေဖဲနေကြောင်းလဲသတင်းရရှိတပါတယ်ဤဖြစ်ဖြတ်တွင်ပါဝင်နေသူများအနက်လက်ရှိ ULA ရဲ့မောင်တော်ခရိုင်အုပ်ချုပ်ရေးမှူးဘူးတိတောင်လွတ်တော်အမဲဟောင်းဦးအောင်တောင်ရှိလက်ရှိ ULA ရဲ့မောင်တော်ခရိုင်နိုင်ငံရေးမှူးမြေပုံမြို့လွတ်တော်အမဲဟောင်းဦးပေတေးလက်ရှိ ULA ရဲ့တရင်73မှာတာဝန်ထမ်းဆောင်နေတဲ့ထောက်လင်းရေးအရာရှိဦးအာယုဘ်နဲ့ ULA ရဲ့ရရှိများစွာပါဝင်ကြောင်းသတင်းရရှိတပါတယ် ULA ရဲ့ဂျူရီအဖွဲ့များအနက်ဆရာဦးဘာဆာဦးကာဒါဦးအီဒရစ်ဦးဆွေဒူလ်အာမင်ဦးမလဝီမောက်ဆတ်ဒိုလေပါဝင်ကြောင်းပေါ်ပြတပါတယ်ဤအဖြစ်ဖြတ်များသည်ရိုဟင်ဂျာတို့၏သမိုင်းအမွေနှင့်နေရဲ့အမက်သားများကိုဖပြောက်စေသည့်အရေးကြီးသောအခန်းကဏ္ဍတစ်ခုအဖြစ်မတ်တန်တင်ရမည့်တည်င်းဖြစ်ပါတယ် Arkan Daily News မှာတင်ဆက်တာဖြစ်ပါတယ် Arkan Daily News ကိုချစ်ချိုအားပေးတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်